ညနာကိုခွဲစိတ်ပြပြင်လိုက်ပြီးမှလူမုံများလာတဲ့အနုပညာရှင်3ယောက်ဘာဝလွန်အလားတရားတွေကိုလွန်ဆန်ဖို့စ조사ကြတဲ့သူတွေထဲမှာတော့အနုပညာရှင်တွေကထိတ်ဆုံးကားလို့ဆိုနိုင်ပါတယ်ငယ်ရွယ်မှုကိုထိမ့်သိမ်းဖို့နဲ့အသက်ကိုနောက်ပြန်ဆွဲနိုင်တဲ့နည်းပညာတွေကတော့ယနေ့ခေတ်မှာရေပန်းစားလာတဲ့အခါမှာလူတိုင်းပြုပြင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်အခုလိုအလားပါနဲ့ပတ်သက်ပြီးရှင်ရင်ဆွဲအလားတွေကိုပြုပြင်ကြရင်းနဲ့ရလက်မကောင်းကြတဲ့အခါမှာပရိသတ်တွေရဲ့ဝေဖန်မှုကိုရရှိခဲ့ကြတဲ့အနုပညာရှင်တွေ3ယောက်ကိုဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နံပါတ်1မေလာတန်စင်မြန်မာသချင်းတွေအဆိုများတဲ့အဆိုတော်မေလာတန်စင်ကတော့သူမရဲ့မျက်နှာကိုခွဲစိတ်မှုပြုလုပ်ခဲ့တာမကြသေးပါဘူးငကိုကဖူးဖူးဖောင်းဖောင်းလေးနဲ့ချစ်စရာကောင်းခဲ့ပေမဲ့လည်းသူမကိုမလို့သူတွေရဲ့ဝေဖန်မှုတွေကြောင့်ဘန်ကောက်မှာ300ကျော်အကုန်ကြားခံပြီးတော့တွားရောက်ပြပြင်ခဲ့ရဖြစ်ပါတယ်။အခုတစ်ခါမှာတော့မေလာတန်စီရဲ့မျက်နှာကငကိုမူလာမျက်နှာထက်ဆောင်းနေပြီးမေယိုကတလွဲဖြစ်နေရကိုတိတာစွာတွေ့ရှိရမှာဖြစ်ပါတယ်။မျက်နှာမခွဲစိတ်ခင်ကတောင်ကြည်ရလှခဲ့တဲ့မေလာတန်စင်ကငွေကုန်ခံပြီးမှမလှတဲ့မျက်နှာကိုရလာခဲ့တဲ့အတွက်ပရိသတ်တချို့ရဲ့စိတ်မကောင်းမှုတွေကိုရရှိခဲ့သလိုလောင်ပြောင်မှုတွေကိုလည်းခံနေခဲ့ရတာဖြစ်ပါတယ်။မေလာတန်စင်တို့ကတော့အဲ့ဒီမျက်နှာဆောင်းကြီးနဲ့တသက်လုံးမရှိစေချင်တဲ့အတွက်ပြန်လည်ခွဲစိတ်ဖို့ပရိသတ်တချို့ကအကြံပေးနေကြတာလည်းဖြစ်ပါတယ်။နံပါတ်2မေမီကိုကိုမင်းသမီးကျောင်းမေမီကိုကိုကတော့ငကိုကလေးကအနောက်တိုင်းဆန်တဲ့အလားနဲ့လှပနေပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူမရဲ့နှာခေါင်းနဲ့ပတ်သက်ပြီးတော့လူတွေရဲ့ဝေဖန်မှုတွေကိုမခံနိုင်တော့တာကြောင့်တွားရောက်ပြပြင်ခဲ့ရပဲဖြစ်ပါတယ်။ငကိုရှင်ရင်ဆွဲခြုံပြီးလှနေတဲ့နှာခေါင်းကအခုချိန်မှာတော့လုံးပြီးတော့ပွားကကြည်ရဆိုးနေပြီဖြစ်ပါတယ်။အဲ့ဒီနှာခေါင်းခွဲစိတ်ဖို့လည်းအကြိမ်ကြိမ်စဉ်းစားခဲ့ပေမဲ့လည်းလူအများရဲ့သူမနှာခေါင်းပေါ်မှာဝေဖန်တာတွေကိုမခံနိုင်တော့အကြောင်းအခုလိုခွဲစိတ်လိုက်ရတာဖြစ်တယ်လို့လည်းအင်တာဗျူးတွေမှာဖြေကြားခဲ့ရပဲဖြစ်ပါတယ်။အရင်အချင်းနဲ့တက်သေးပြပြီးတော့အနုပညာလောကမှာနေရာရကျင်ပေမဲ့လည်းလူအများရဲ့ပြောစကားတွေကြောင့်အခုလိုပုံဆိုးသွားခဲ့ရပဲဖြစ်ပါတယ်။နံပါတ်3ယွန်းယွန်းကလေးတယောက်ဆောင်ဘဝကလေးကလူချစ်လူခင်များခဲ့တဲ့တယောက်ဆောင်ယွန်းယွန်းကတော့သူမရဲ့မျက်နှာကိုပြုပြင်ဖို့အတွက်သွားလေးချောင်းနှုတ်လိုက်တာပဲဖြစ်ပါတယ်။ရုံသွားလေးလိုလူသိများပြီးတော့ချစ်မွေးပါခဲ့တဲ့ယွန်းယွန်းကသူ့ရဲ့မျက်နှာကအခုတစ်ခါမှတော့ပြပြကြီးဖြစ်နေပြီးတော့အနှဲငယ်ကြည့်ရတာအဆင်မပြေဖြစ်နေတာဖြစ်ပါတယ်။အရင်ကကလေးလေးမျက်နှာလိုဖောင်းဖောင်းလေးနဲ့ချစ်ဖို့ကောင်းခဲ့ပေမဲ့အခုချိန်မှာတော့ဖောင်းစေတဲ့သွားတွေနှုတ်လိုက်ပြီးဖြစ်တဲ့အတွက်အမြင်တစ်မျိုးပြောင်းပြီးတော့ကြည်ရဆိုးနေရပဲဖြစ်ပါတယ်။မပြင်းလဲလှတဲ့အနေအထားကိုသူများဆောင်တိုင်းလိုက်အောင်ခဲ့တဲ့အတွက်ပရိသတ်တွေရဲ့ဝေဖန်မှုတွေများစွာကိုရရှိနေတာဖြစ်ပါတယ်။ရှင်ရင်စွဲအလားကိုထိမ့်သိမ့်ပြီးတော့အရင်ချင်းကိုပို့ပြီးတော့ထပ်မြအောင်ပြုလုပ်ရမယ့်အစားလူတွေရဲ့အပြောနဲ့အလုပ်ကိုရောမိပြီးတော့လူများဆောင်တိုင်းလိုက်အောင်မိလို့ပြပြင်လိုက်မှပို့ပြီးတော့ကြည်ရဆိုးသွားကြတဲ့ပရိသတ်အပြောအများဆုံးအနုပညာရှင်3ယောက်ကိုဒီနေ့ဗီဒီယိုမှာဖော်ပြပေးသွားခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အားပေးနေတဲ့မင်းသမီးများပါ